အခန်းကဘိုက်ကလေးရဲ့ဒေါသရွာသို့ဝင်ခဲ့ပြီးဥတုပီတို့ပြန်လာပြီဟဲ့မိန်းကလေးတယောက်လည်းပါလာသဟာဘိုက်ကလေးမျိုးကမိန်းမခိုးလာတယ်ထင်တယ်ရွာသားများဤတယောက်တစ်ပေါက်တဆင့်စကားတဆင့်နာဖြင့်ဘိုက်ကလေးမိန်းမရလာပြီဟူသောသတင်းကကျွန်ုပ်တို့အိမ်တို့မရောက်ခင်မှာပင်တရွာလုံးပြန့်နှံ့သွားချေသည်တကားဒေါ်သိန်းမြင့်ရဲ့ဥတုပီတို့ပြန်လာပြီဘိုက်ကလေးလည်းမိန်းမရလာသည်ပြု့ဟေးဟုတ်လားကျွန်ုပ်တို့ခြံရှိသို့ထော်လာကြီးစိုက်လိုက်သည်နှင့်မသေးမြင်ကခြံဝအထိအပြေးလွှားပြေးကြိုလာကြီးရာကျွန်ုပ်မှာအမောပြေရွှေရင်အေးဖြစ်ရကြီးတော့၏လိမ်မာလိုက်တဲ့မိန်းမသို့တော့ကျွန်ုပ်အထင်ကပါစင်အောင်လွဲချေတော့၏သူပြေးကြိုသည်ကကျွန်ုပ်ကိုမဟုတ်မောင်ကျော်ညွန့်ကိုဖြစ်ချေငါနော်လာကလေးမဖြည်းဖြည်းစင်းနော်ဟဲ့ဘိုက်ကလေးမပစ္စည်းတွေအိမ်မော်သေးလေဟဲ့ဟာမသေးနိုင်ပါဘူးဟုတ်ဘာထုံးမှမသေးပဲမျက်နှာကြီးပုတ်ကခြံထဲသို့ဝင်သွားသောဘိုက်ကလေးကိုကြည့်ပြီးမသိမြင်ခမပါဇက်အဟောင်းသာဖြစ်သွား၏ဟုတ်တော့ဘာဖြစ်သွားတာလဲနောက်မှသူ့အတွင်းနဲ့သူသဘောပေါက်သွားဟန်ဖြင့်ပြုံးဖီးဖီးကြီးဖြစ်လာပြီးကျွန်တော်အနာကပ်၍ပြောလိုက်သည်မှာကတုတ်ပြီရေကျုပ်တို့မောင်လူမျိုးကြီးကမိမနဲ့စိတ်ကောက်လာတာလားဘယ်ဆိုးလို့တော့မိမကိုနိုင်မဲ့ပုံပဲဟင်းအိုးဒါပေမဲ့မဖြစ်သင့်ပါဘူးဟိုကလစ်တမျက်နာတရွာချင်းပြီးလိုက်လာရတာတနာစရာပါတော့မဖြစ်သေးပါဘူးနောက်တော့မှရှောင်းမလေးကိုယောက်ျားတိုင်ကြီးတင်ပေးရအောင်မယ်တိန်တို့ဖြင့်မသေးမြင်ကမောင်ကျော်ညွန့်အားခေါ်၍အိမ်မော်တက်သွားတော့၏ပစ္စည်းများကိုရွာသူရွာသားများကတယောက်တစ်လက်သေးကြကြ၏ချစ်စရာမြမကြီးလက်စရိုက်ပါပြီသည်တို့ဖြင့်ဘိုက်ကလေးမိန်းမကိုကြည့်ချင်၍ရောက်လာကြသူများမှလည်းကျွန်ုပ်တို့ခြံထဲတွင်တစများလာကြတော့၏ဘိုက်ကလေးမိန်းမရသောသတင်းသည်သူတို့အတွက်ထူးဆန်းအံ့ဩဖွယ်မယုံနိုင်သောသတင်းဖြစ်နေသည်မဟုတ်တုံနော်ဟဲ့ဘိုက်ကလေးမိန်းမကချောချောလေးဆိုဖြူဖြူတွယ်လေးတယ်ဗျတဲ့ရင်ဘိုက်ကလေးတငယ်ချင်းကိုပင်ပြီးအောင်မခေါ်နိုင်တော့ပဲအပြေးလွှားရောက်လာသူကလူပြိုကြီးဝမ်းတာကုန်းယူလေးစားချီကျူးပါတဲ့တဲ့ရင်မင်းမိမရလာပြီဆိုငါ့ကိုလည်းပြင်မထားပါနဲ့တော့မင်းရဲ့မိမရနေနေပြီဟာတွေအနိကပုတ်ချပေးပါနော်ဘိုက်ကလေးကဒေါသကိုမချုပ်တီးနိုင်တော့ဟန်ဖြင့်စော်ကြီးအားဝုန်းကနေတွန်းပစ်လိုက်ပြီးခြံပြင်သို့ပြေးထွက်သွားကြတော့၏ဟိတ်ကောင်ဘိုက်ကလေးမင်းဒါပါလို့တာလေမိန်းမရလို့ပူရင်မြင့်ပြီးလူကအဖက်မတန်လောက်သွားလားကွာအခြေအနေမှန်ကိုအမြန်သတင်းထုတ်ပြန်မှသာအခြေအနေကိုရှင်းနိုင်တော့မည်မို့ပြည်သက်အပေါင်းအားဖြစ်ကြောင်းကုန်စင်ကျွန်ုပ်မှရှင်းပြရခြင်းအိမ်ပေါ်မှပြန်ဆင်းလာတော့မသေးမြင်ကကျွန်ုပ်စကားကြားတော့အံ့ဩမဆုံးရှိနေတော့၏ဘာသူ့နာမည်ကမောင်ကျော်ညွန့်ဟုတ်လားဒါဖြင့်မိန်းကလေးမဟုတ်ဘူးပေါ့ဆရာတို့မဟုတ်ပါဘူးလို့ပြောပြီးပြီလေဖြစ်ရလေဘိုက်ကလေးရဲ့မိန်းမမရနိုင်တာနဲ့ယောက်ျားယူလာရတယ်လို့ကွာဒီကောင်တဲ့နရင်ပိတ်ကြီးလိုက်ရရှင်းပြတာတော့သေချာနာမထောင်ပဲရှောက်ပြောနေတယ်ကောင်လေးကရန်ကုန်ကကျွန်တော်မိတ်ဆွေရဲ့သားမောင်ကျော်ညွန့်နဲ့ကျွန်တော်တို့ရွာကိုမရောက်ဘူးလို့လာလဲတာဒီမှာကြာနေလိမ့်မယ်ဒါပဲငါမှပြအချင်းကြီးလိုက်ရတာကွာခွိထိုအခါမြပင်ရွာသားများမှလည်းဘိုက်ကလေးပါကြောင့်ဒေါသထက်ရသည်ကိုနားလည်သွားပြီးရဲကမောဟာဖြင့်ကျွန်ုပ်တို့ကိုနှုတ်ဆက်ရင်းပြန်သွားကြကြတော့သည်လူပြိုကြီးစိတ်ဆိုးမဲ့ဆိုလဲစိုးကျင်စရာပါပဲ